အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးဒါကိုစီကိုရောက်လာပြီဆိုရင်မကြခင်အချိန်တွင်းမှာကို့အတွက်အလုံးတွေပဲဖြစ်စေငွေကြေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေကို့ဘဝမှာပိတ်ပင်နေတဲ့အရာတွေကုလက်တလုံးမှာကံမကောင်းလို့ခံစားနေရတဲ့အရာတွေနှောင့်နှေးနေတဲ့အရာတွေအဲ့ဒီအရာလုံးကပွင့်သွားပြီလို့ပြောရမယ်ကောင်းတဲ့ဘက်ကိုရောက်သွားပြီပိတ်ပင်နေတဲ့ကံတွေပွင့်လာပြီပြီးတော့နောက်ထပ်တစ်ခုကကိုဘဝအတွက်တက်ဆင့်မြင့်သွားမယ်ကိုအရင်စူးစမ်းရတာမဟုတ်ဘဲနဲ့ကောင်းတဲ့ကံလေးတွေရောက်လာတာပြီးတော့နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့အဆင်ပြေလာတာပြီးတော့ကိုအမြေရောင်းဝယ်ကိစ္စအိမ်ရောင်းဝယ်ကိစ္စကိုလုပ်တဲ့ပစ္စည်းရောင်းဝယ်ကိစ္စလေးတွေမှာအကျိုးမြတ်လေးရလာတာအဲ့လိုပုံစံမျိုးလေးတွေကြုံရလိမ့်မယ်မကြခင်မှာကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကိုကြုံရလိမ့်မယ်ကိုတော်အများကြီးမစူးစမ်းရသေးဘဲနဲ့သူ့လိုအောင်မြင်လာတာမျိုးပြီးတော့နောက်တစ်ခုကကို့အလုပ်ထဲမှာအရင်တော့စိတ်ကပြင်းနေတဲ့အဆင်မပြေတဲ့အရာတွေကိုမလုပ်ချင်တဲ့အရာတွေကိုဒီဇိုင်းမမတ်လုပ်လာတာမျိုးဒီဗီဒီယိုကိုတွေ့ရဲ့အချိန်ကနေစပြီးတော့ကိုပို့ပြီးတော့စိတ်အားတက်ကြွလာတာမျိုးလေးကြုံရလိမ့်မယ်မကောင်းတဲ့ကိစ္စကိုလည်းဇွဲရှိရှိနဲ့တော်လှန်ပြီးတော့အဆအရာပို့ပြီးတော့အဆင်ပြေလာတာမျိုးကြုံရလိမ့်မယ်ပြီးတော့နောက်ထပ်တစ်ခုကတိတိတတ်တာကိုကံကောင်းလာတယ်မျောလင်းချက်တွေအဆင်ပြေလာတယ်လက်ရှိအခြေအနေလေးတွေမဲ့ကံကောင်းနေရမဟုတ်ဘဲနဲ့ဒီ3-4လအတွင်းမှာကိုကတိတိတတ်တာကံကောင်းလာလိမ့်မယ်တဲ့နေ့စဉ်နဲ့အများသတင်းကောင်းတေးလေးတွေကြားရလိမ့်မယ်တဲ့ပြီးတော့နောက်ထပ်တစ်ခုကကိုယ့်အတွက်အဲ့လိုငွေကြေးနဲ့ပတ်သက်ပြီးတော့ပိတ်ပင်နေတဲ့ငွေကြေးကန်နေဘလော့ဖြစ်နေတဲ့အရာတွေကပွင့်သွားမယ်အဆင်ပြေလာမယ်တကယ်ကိုကောင်းမွန်တဲ့ငွေကြေးတွေရရှိလိမ့်မယ်တဲ့အဲ့ဒါကြောင့်မလို့အခုတည်းကကိုငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေကြေးကန်နေကောင်းလာပြီငါမကြခင်မှာကံကောင်းခြင်းတွေရလာပြီအဆင်ပြေပြီငါငွေကြေးဝင်လာမဲ့တကားကြီးကိုဖွင့်လိုက်ပြီငါကိုယ်တိုင်ကလက်ခံပြီလို့များပြောပေးပါတဲ့ဒီလားအခုချိန်မှာကိုယ်စိတ်ထဲမှာစိတ်ပူနေတဲ့အရာတွေအပြောင်းရွှေ့တွေကိုလုံးမဲ့အလုပ်တွေကိုဖြစ်ချင်တဲ့အရာတွေအဲ့ဒီအရာတွေအားလုံးကကို universe ကပြောနေတယ်အဲ့ဒါတွေအားလုံးကဖြစ်တော့မယ်တဲ့အဲ့ဒါကြောင့်မလို့လုံးဝကိုစိတ်ကိုဖွင့်ပြီးတော့လက်ခံလိုက်ပါတဲ့ငွေနဲ့ပတ်သက်ပြီးတော့လည်းပို့ပြီးတော့အဆင်ပြေလာမယ်ကိုယ့်အတွက်တစ်ခုချင်းစီကတိုက်ဆိုင်ကိုကောင်းတဲ့အခြေအနေတခုကိုရောက်လာမယ်ကိုယ့်အတွက်အဖြေကောင်းလေးရလာမယ်ကို universe ကလည်းပို့ပြီးတော့ကောင်းတဲ့အင်အားတွေပေးလိမ့်မယ်တဲ့အဲ့ဒါကြောင့်မို့ကိုယ်စီကိုမကြခင်အချိန်တွင်းမှာကောင်းမွန်တဲ့အခြေအနေလေးတွေရောက်လာပါတော့မယ်တဲ့ဒီဗီဒီယိုလေးကိုလက်ခံရရှိတဲ့သူတွေအားလုံးမှာကအဆောင်ရှောက်ကောင်းနေရှိတဲ့အတွက်ကိုပို့ပြီးတော့လလပနေပါပျော်ရွှင်နေပါတဲ့မကြခင်ကောင်းမွန်တဲ့ကံဒီတိတိတတ်တာရရှိပါလိမ့်မယ်တဲ့